စီစားလဲတက်တာခြင်းနဲ့ခုံသုံးနှန်းလဲစီးခြင်းနဲ့ luxury ဆန်ဆန်လဲစီးခြင်းနဲ့ဆိုရင်ကတော့အယောင်အရောက်ထားတဲ့အာဒီကာတိုက်3လေးနဲ့မိတ်ဆက်ပေးပါဦးမယ်ရှင်။နံပါတ်စစ်ကျူနဲ့လာပါမယ်။2019 model ပါ။မန်လေးလိုင်စင်နဲ့ပါရှင်။2026 6လပိုင်းထိတက်တန်းကြမှာသေးတယ်။အတိုက်ခိုင်ဆွေးနာစာမရှိပါဘူးရှင်။နီနမိတ်ဒူကင်းပါတယ်။ auto အမှန်2ဝီပါ။ smart key နဲ့ပါရှင်။အတွင်းကလေးလည်းတတ်ပါတယ်။ထိုင်ကုန်လဲသာစီနေပါရှင်။ engine power ကလည်း 1.5cc ဆိုတော့စီသားလေးလည်းတတ်တာပါတယ်ရှင်။ခုံသုံးနှန်းလည်းဖြစ်တော့မိသားစုဝင်များတဲ့လူတွေအတွက်လည်းအဆင်ပြေပါတယ်။ကီလို6500ကျော်ပါ။ရောင်းချပေးမယ့်ဈေးနှုန်းလေးကတော့1280ဦးမှညီနိုင်ဈေးလေးနဲ့ရောင်းချပေးမှာပါရှင်။လာရောက်ကြည့်ရှုလိုပါက69လမ်း110 111ကြားမှာရှိတဲ့တိုကျိုကားရှုံးမှာလာရောက်ကြည့်ရှုနိုင်ပါတယ်။အသေးစိတ်ဆက်သွယ်မေးမြန်းလိုပါက39 0339 0099မှာလည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။မင်္ဂလာရှိသောနေ့လေးဖြစ်ကြပါစေရှင်။